ဘောလုံးအားကစားသမားတွေအဖြစ်များတဲ့ထိခိုက်ဒဏ်ရာ၅မျိုးဘောလုံးအားကစားဟာခန္ဓာကိုယ်တစ်ခုလုံးကိုအပြည့်အဝလှုပ်ရှားရတဲ့အားကစားဖြစ်တာကြောင့်ကျန်းမာရေးအတွက်များစွာအထောက်အကူပြုတဲ့အားကစားတစ်ခုဖြစ်တယ်လို့လူကြိုက်များတဲ့အားကစားနည်းတွေကတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့ဘောလုံးကစားရမှာဖြစ်တတ်တဲ့ထိခိုက်ဒဏ်ရာတွေကိုတော့အထူးသတိထားဖို့လိုပါတယ်။ဘောလုံးအားကစားသမားတွေအနေနဲ့ဘလို့ထိခိုက်ဒဏ်ရာတွေအဖြစ်များလဲ။တစ်ရှေ့ချင်းဝတ်ဆိုင်ရာထိခိုက်မှုရှေ့ချင်းဝတ်ဟာဘောလုံးကစားရာမှာအဓိကအသုံးပြုရတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့်အထူးသဖြင့်ဘောလုံးအားကစားသမားတွေမှာရှေ့ချင်းဝတ်ဆိုင်ရာပြဿနာနဲ့ထိခိုက်မှုတွေကိုအများဆုံးတွေ့ရလေရှိပါတယ်။ဥပမာအားဖြင့်ခြေထောက်ခေါက်လဲတာအရှာကစားသမားတဦးနဲ့ဘောလုံးရှင်လူရာကနေရှင်ချင်းဝတ်ကိုထိခိုက်မိပြီးတော့ရှေ့ချင်းဝတ်ထိခိုက်ဒဏ်ရာရတာတွေဖြစ်နိုင်ပါတယ်။ဒီအချိန်မှာရှေ့ချင်းဝတ်အရွတ်တွေဆုပ်ပြဲတာအစ်စ်လွဲတာတွေဖြစ်နိုင်ပြီးတော့နာကျင်ရောင်ရမ်းတာတွေဖြစ်နိုင်ပါတယ်။နှစ်ဒူးကောင်းကိုထိခိုက်မိခြင်းဘောလုံးအကစားသမားတွေအရန်ကြောက်ရတဲ့အပြင်အဖြစ်များတဲ့ထိခိုက်ဒဏ်ရာတစ်ခုကတော့ဒူးနဲ့ပတ်သက်တဲ့ထိခိုက်မှုတွေပဲဖြစ်ပါတယ်။ ACL တဲလို့ခေါ်တဲ့ဒူးအယုတ်ထိခိုက်ပျက်စီးခြင်းမနစ်စကတ်လို့ခေါ်တဲ့ဒူးစစ်ကြားကအယိုးနုတစ်ရှူးတွေစုပ်ပြဲခြင်းတွေဟာဘောလုံးအကစားသမားတွေအတွက်ထိခိုက်မှုအများဆုံးနဲ့အပြင်းထန်ဆုံးဒဏ်ရာတွေပဲဖြစ်ပါတယ်။ဘောလုံးရှင်လူရာကနေဒူးကောင်းရဲ့ဥတီရာရုတ်တရက်ပြောင်းလိုက်တာမျိုးဒူးကိုအားပြုပြီးတော့လှုပ်ရှားလိုက်တဲ့အခါမျိုးမှာကြုံတွေ့ရလေရှိပါတယ်။ဒီဒူးဒဏ်ရာရပြီဆိုရင်ဒဏ်ရာအနေထားပေါ်မူတည်ပြီးတော့တေချာနားလေတက်ကြွတဲ့ဆရာဝန်တွေနဲ့စနစ်ကျကုသဖို့လိုအပ်ပါတယ်။ဒီလိုမှမဟုတ်ရင်တော့ဘောလုံးကစားတဲ့ဝါသနာတစ်ခုလုံးကိုစွန့်လွတ်လိုက်ရတာprofessional player တွေမှာဆိုလို့ရှိရင်ကစားသမားဘဝအနားယူလိုက်ရတဲ့အထီတောင်ဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒူးကောင်းတန်ရာရပြီဆိုရင်တော့မပေါ်စားဖို့လိုအပ်ပါတယ်။၃ကြွက်သားထိခိုက်ဆုပ်ပြဲခြင်းသိပ်မပြင်းထန်ပေမဲ့လှုပ်ရှားမှုတွေကိုတိတိတသာထိခိုက်စေတဲ့နောက်ထပ်ထိခိုက်မှုတစ်ခုကတော့ muscle strain လို့ခေါ်တဲ့ကြွက်သားထိခိုက်ဆုပ်ပြဲတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။အထူးသဖြင့်ဘောလုံးကစားနေစဉ်မှာပြေးလွှားခြင်းဘောလုံးကိုရှေ့ထောက်နဲ့အချိန်ထည့်ကန်ခြင်းစတာတွေမှာကြွက်သားတွေကိုအများဆုံးအသုံးပြုရတာကြောင့်တစ်ခါတည်းမှာဒီလိုကြွက်သားပြဿနာတွေကိုခံစားရလေရှိပါတယ်။အထူးသဖြင့်ဘောလုံးကစားသူတွေအနေနဲ့ပေါင်အနောက်နဲ့ပေါင်အရှိကြွက်သားတွေမှာ muscle strain လို့ခေါ်တဲ့ကြွက်သားထိခိုက်တဲ့ပြဿနာတွေအဖြစ်များလေရှိပါတယ်။၄ဦးခေါင်းကိုထိခိုက်မိခြင်းနောက်တစ်ခုကတော့ဘောလုံးကစားရာကနေဖြစ်တတ်တဲ့ဦးခေါင်းကိုထိခိုက်မိခြင်းပြဿနာပဲဖြစ်ပါတယ်။ဦးခေါင်းကိုထိခိုက်မိခြင်းကခြေထောက်နဲ့ပတ်သက်တဲ့ထိခိုက်မှုတွေလောက်တော့အဖြစ်မများဘူးဆိုပေမဲ့ပြင်းထန်မှုနဲ့နောက်ဆက်တွဲပြဿနာတွေရှိနိုင်တာကြောင့်အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ဥပမာဘောလုံးကိုခေါင်းခုန်ပြီးတော့ရှင်တိုက်ရာကနေမတော်တဆမြေပြင်ပေါ်ကိုအချိန်နဲ့ပြုတ်ကျပြီးတော့ဦးခေါင်းကိုထိခိုက်မိတာတွေဖြစ်နိုင်ပါတယ်။အဲ့ဒီအခါဒဏ်ရာအနေထားလိုက်ခေါင်းကိုက်တာငူးဝေတာမှတ်ဉဏ်ဆိုင်ရာပြဿနာနဲ့နောက်ဆက်တွဲအခြေအနေတချို့ရှိနိုင်တာကြောင့်တေချာကုသစစ်ဆေးဖို့အရေးကြီးပါတယ်။၅အယိုးကျိုးခြင်းဘောလုံးကစားရာကနေတစ်ဖက်ကစားသမားနဲ့မတော်တဆတိုက်မိတာဘောလုံးရှင်လူရာကနေပိုဇီရှင်ပြက်ပြီးတော့လျှော်လဲတာတွေကြောင့်အယိုးကျိုးတာတွေဖြစ်နိုင်ပါတယ်။ဒါဟာခန္ဓာကိုယ်တစ်ခုလုံးမှာဖြစ်နိုင်ပေမဲ့အများအားဖြင့်ခြေထောက်မှာပိုဖြစ်နိုင်ပြီးတော့ရှေ့သလုံးနဲ့ခြေထောက်အယိုးကျိုးတာတွေကတော့အတွေ့အများတဲ့ပြဿနာတွေပဲဖြစ်ပါတယ်။အယိုးကျိုးတဲ့အခါမှာဒဏ်ရာအနေထားလိုက်ခွဲစိတ်ကုသရတာတွေပြန်လည်တန်ဆွမ်းမှုအတွက်အချိန်ပေးပြီးတော့လေ့ကျင့်ခန်းလုပ်ရတာတွေရှိနိုင်ပါတယ်။ဘောလုံးကစားရာကနေအခုလိုဒဏ်ရာတွေမဖြစ်စေဖို့ဆိုရင်စနစ်တကျလေ့ကျင့်ဖို့လိုသလိုအကျော်လျှော့တာတွေကိုပုံမှန်လုပ်ပေးတာအကာအကွယ်ပစ္စည်းတချို့ကိုတေချာဝတ်ဆင်တာတင့်တော်တဲ့အားကစားဖက်နှက်ကိုရွေးချယ်ဝတ်ဆင်တာစတဲ့အချက်တွေကလည်းအရေးပါပါတယ်။ဒါတွေမကပဲကိုယ့်ရဲ့လှုပ်ဆောင်နိုင်စွမ်းတဲ့ကျော်လွန်ပြီးတော့လေ့ကျင့်တာကစားတာမျိုးတွေကိုလည်းအထူးသတိထားဖို့အရေးကြီးကြောင်းမျှဝေလိုက်ရပါတယ်။ဒါကတော့ဘောလုံးကစားသမားတွေအဖြစ်များတဲ့ထိခိုက်ဒဏ်ရာ၅မျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးသိကျင်တဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှိရင်လည်းကွန်မန့်မှာမေးခဲ့လို့ရပါတယ်။အားလုံးကို
ကျေးဇူးတင်ပါတယ်ခင်ဗျာ